နေ့သား၌ချင်းသေးတကောင်အိပ်ပျော်နေစဉ်ကြွက်ငယ်တကောင်သည်ချင်းသေး၏မျက်နှာပေါ်မှဖြတ်တန်းပြေးသွားလေ၏ထိုအခါချင်းသေးသည်အိပ်နေရာမှလန့်၍နိုးလေ၏ချင်းသေးသည်ဒေါသထွက်ပြီးလျှင်ကြွက်ငယ်ကိုဖမ်း၍တက်မီပြု၏ကြွက်ငယ်သည်တေဘေးမှချမ်းသာပေးပါရန်ချင်းသေးကိုအကြိမ်ကြိမ်တောင်းပန်၏ထိုကြောင့်ချင်းသေးသည်ကြွက်ငယ်ကိုမတက်ဘဲလွှတ်လိုက်လေသည်ကြွက်ငယ်ကချင်းသေး၏ကျေးဇူးကိုတနေ့ပြန်ဆက်ပါမည်ဟုပြော၍ထွက်သွားလေ၏ချင်းသေးလည်းဤမျှလောက်သေးငယ်သောကြွက်ကငါအားအဘယ်သို့ကျေးဇူးဆက်နိုင်အံ့နည်းဟုအောက်မေ့လျက်ပြုံးလေ၏တနေ့သောအခါချင်းသေးသည်မိုးဆိုးတယောက်ထောင်ထားသောပိုက်၌မိလေ၏ချင်းသေးသည်လွတ်အောင်အားဆိုင်၍ယုံပါတော်လဲမလွတ်နိုင်သဖြင့်ညည်းညူအော်ဟစ်လေ၏ထိုအခါကျေးဇူးတည်တတ်သောကြွက်ငယ်သည်ချင်းသေး၏အော်တန်ကိုကြားသဖြင့်အလျင်အမြန်လာရောက်၏ကြွက်ငယ်သည်ပိုက်ကျိုးတို့ကိုမိမိ၏သွားငယ်များဖြင့်ကိုက်ဖြတ်ကာချင်းသေး၏အသက်ကိုကယ်ဆယ်လိုက်လေ၏ကြွက်ငယ်ကအတတဝါတို့မြည်သည်မှာကြီးသည်ငယ်သည်မဆိုသာသူ့နေရာနှင့်သူအရေးပါအရာရောက်ပေသည်ဟုဆိုလျက်ထွက်သွားလေ၏